ဒီညနေနေဝါနဲ့ဒီညပဲတချင်းတန်ကြရင်မနာနဲ့လှဲလိုက်တစ်ချက်လုံးလှဲလိုက်လှုပ်လိုက်နည်းနည်းလေးလှုပ်လိုက်မင်းလာရင်တွဲကစပြီးမင်းပြုံးရင်ရင်းခုန်ပြီးဒီညတော့ဘာမှမတွေးနဲ့ပြောခြင်းလောက်တာပျော်လိုက်ဒီရောက်နေတောင်းနေပြီးတစ်ချက်နဲ့ငါရှင်းနေပြီဒီကလူကြီးကြီးနေပြီမင်းကတော့စက်လုံးနေပြီချက်30ဆိုရင်ပူကောင်းဒီလိုဆက်တော့နဲ့ရဘူးနော်လှဲလိုက်ချက်လောက်လှဲလိုက်လှုပ်လိုက်မနေ့လေးလှုပ်လိုက်မင်းလာတွဲကစပြီးမင်းပြုံးရင်ရင်းခုန်ပြီးဒီညတော့ဘာမှမတွေးနဲ့ပြောခြင်းလောက်တာပျော်အစာပိုင်းရပြီးညရီရောက်ပြီးလူကြီးတောက်ပြီးလက်ကားဖွင့်ပြီးဟေ့ညာလည်းမပေါ်ပြောင်းတွေကားတန်တွေကြားလေပြေတဲ့ကလပ်ထဲလူတွေပြည့်ဒါထဲမှာကားတန်တွေလေးကတော့မပြေတော့ဘူးဒီညပဲပျော်ကြမယ်ငယ်ချင်းတွေအားလုံးနဲ့ဖွဲ့မယ်ကလပ်ထဲဝင်မီးအောင်ဝင်ဒါထဲခံတကယ်ကြီးလို့ဆိုချင်းတန်ကျဲရှေ့လန်းစားဒီညကငါတို့ရဲ့ညပဲလှဲလိုက်ချင်းနဲ့တူလှဲလိုက်လှုပ်လိုက်မနေ့ကမရက်လိုက်ညရောက်ပြီးမီးအောင်နေလင်းကလပ်ထဲမှာလူတွေပြည့်ဒါတွေကတချင်းတယ်ဒီညတော့အားလုံးလမ်းမယ်ဥဖေကမလေးတွေမိုက်တယ်ဟေ့ဖွယ်ရှင်တို့လေးတွေနဲ့လမ်းတယ်ဟေ့မီးအောင်မှလှုပ်လိုက်တဲ့အခန်းလုံးကရှိနေတယ်ဟေ့လှုပ်ရှင်းနဲ့လှုပ်တဲ့လေမီးအောင်နဲ့လက်ဒီညဘာမှမရှင်းနဲ့ပြောသူလောက်တာပြောကမလေးတွေမိုက်တယ်ဟေ့ဖွယ်ရှင်တို့လေးနဲ့လမ်းတယ်ဟေ့မီးအောင်မှလှုပ်လိုက်တဲ့အခန်းလုံးကရှိနေတယ်ဘာသာတချင်းတယ်ကလပ်ကမီးအောင်ဆုံးတကယ်ချင်းတွေဝိုင်းလာပြီးဒီညတော့အားလုံးပြောမယ်မနေ့ပြန်ကြောင်းတွေးတော့ဘူးဒီညကြောင်းပဲပြောမယ်အချင်းတန်တက်လာတာနဲ့အားလုံးအတူလှုပ်မယ်ဟုတ်ကမလေးမိုက်တယ်ဟိုအရှင်သူလေးနဲ့လမ်းနေဟိုလက်ကူတော့စိတ်နေပြီစိတ်လိုက်မျက်စိပုတ်လိုက် yes ဒီညကဘာလို့ညပဲဟေးလှုပ်လိုက်ခင်ဗျာလှုပ်လိုက်ရန်ကိုကြည့်ကောင်းနေကမလေးကြီးလိုက်တယ်လက်ကူလုံးဘုံနေဒီနာကလူရညပဲမှတ်ထားကြဟေး